ဈေးမှာဝါကောင်းသားလေးတွေတွေ့လို့မဆလာလေးနဲ့ချက်စားဖြစ်ပါတယ်ရှင်ဝါကောင်းသားဆိုတဲ့အတိုင်းအီထုတ်လေးနဲ့စားလို့ကောင်းနေရောပဲရှင်အရင်ဆုံးကြွဖြူကြွနေကြိတ်ထားတာလေးတွေကိုဆွနွေးမုံနဲ့အယောင်တင်မုံလေးတွေထည့်ပြီးတော့တေချာလေးစီတက်ပေးပါတယ်ရှင်အနက်လေးပုံမွေးလာအောင်လို့မဆလာလေးကိုလည်းဒီနေရာမှာစီတက်ပေးပါတယ်ကျက်သွန်ဖြူနေစီတက်နေတော့မှပဲငံပြားလေးကိုထည့်တာပို့ပြီးတော့အနက်ကိုမှုေးပြီးပို့အရသာကောင်းစေပါတယ်ကဲစီတက်လာလိုက်တာမှုေးလာပြီဆိုရင်တော့ဝါကောင်းသားလေးကိုထည့်ပြီးတော့ရေလုံးဝမထည့်ဘဲနဲ့မှုေးပေးပါမယ်ရှင်ဝတ်သားတွေကထွက်လာတဲ့အရေးနဲ့တေချာလေးလုံးပေးတာကညှိနှံ့ကိုလည်းတတ်စေပြီးတော့သားတွေလည်းအရသာပိုစိတ်ဝင်စေပါတယ်ရှင်ဝတ်သားလေးတွေအပေါ်ရန်လည်းတင်းလာပြီဆိုရင်တော့ဒီနေရာမှာရင်နွေးလေးထည့်ပြီးတော့တည်ပေးလို့ရပါပြီရှင်အရသာအတွက်ကတော့ဒီနေရာမှာစားနဲ့အချိုမှုန့်လေးနည်းနည်းပဲထည့်ပြီးတော့သုံးထားပါတယ်ရသာနေတော့ထည့်ပြီးပြီဆိုရင်တော့ဖုံးလေးပိတ်ပြီးတော့တည်ပေးလို့ရပါပြီရှင်ဝတ်သားလေးနူးမနူးပေါ်ကိုကြည့်ပြီးတော့ရေကတရည်နေလောက်ထိတော့ချက်ပေးရပါတယ်ကဲဝတ်သားလေးနူးပြီဆိုရင်တော့မီးပိတ်ပြီးတော့မီးပေါ်ကချလို့ရပါပြီရှင်ရတာပေါ့ငံတော့ကိုယ်စိတ်ကြိုက်ထည့်လို့ရပါတယ်မဆလာနံလေးပါတော့စားချင်စပွဲရမ်းအောင်မှုေးနေရောပဲရှင်ဒီလိုမျိုးလေးလိုက်ချက်စားကြည့်ကြအောင်နော်နောက်မှပြန်တွေ့ကြမယ်ဘိုင်